Chelsea အသင်းက Ajax အသင်းကို9 goal တကူပေါ့နော်ကျွန်တော်တို့ 5-1 နဲ့ပြပြတတ်တာအနိုင်ရရှိခဲ့တယ်ဆိုတော့အဲ့ဒီပွဲအကြောင်းပြန်ကြည့်မယ်ဆိုလို့ရှိရင် Chelsea အသင်းကလူငယ်ကစားသမားတွေကိုလည်းနေရာပေးနိုင်တာကိုတွေ့ရတယ်ကျွန်တော် senior ကစားသမားအချို့လည်းအနာပေးတာကိုတွေ့ရတယ်ရလက်ကလည်းကျွန်တော်လိုချင်တဲ့ရလက်ကိုပေါ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော် Chelsea အသင်းအတွက်ကတော့အပေါင်းလက္ခဏာဆောင်တဲ့ပွဲတစ်ပွဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ပွဲအကြောင်းလေးချက်ပြောကြည့်လိုက်အောင်ပထမဆုံးချက်ကတော့ line up ပေါ့နော် line up မှာဆိုရင် Enzo Maresca ကျွန်တော်တကယ်ကိုတည်တာတဲ့အပြောင်းလဲတွေကိုပြုလုပ်ထားတယ်ဂိုးမနေရာမှာဆိုရင်ကျွန်တော် Jordan Sancho ကိုအသုံးပြုလာတယ်ဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်လည်းကျွန်တော် Dawson နဲ့ Fofana ကို CB ညမှာအတွဲဆက်အသစ်အနေနဲ့အသုံးပြုလာတယ်ဘက်တော့မှ Type တို့ညတော့မှ Caicedo ကိုစော်စားစေခဲ့တယ်ပေါ့ဆိုဒီနေ့ပွဲမှာဆိုရင်တော့ key player တချို့ဖြစ်တဲ့ Reece James တို့ Cucurella တို့အချင်းပေါင်းဆို Chalobah တို့အနာပေးနိုင်ခဲ့တယ်ပေါ့နော်ကွင်းလိုက်ပိုင်းကိုကြည့်မှဆိုလို့ရှိရင်လည်း Malo Gusto ကနေမကောင်းဘူးဆိုလားမသိဘူးနားပေးထားတယ် Lavia ရဲ့ Enzo Fernandez ရဲ့ချစ်မှာ Bonano တွေကိုပွဲထွက်စေခဲ့တယ်ပေါ့ဘက်တော့မှဆိုရင်တော့ Gitan ညတော့မှ Asibayo တိုက်စစ်မှာဆိုရင်တော့ကျွန်တော်အမြဲပြောတဲ့ number 9 striker စစ်စစ် McGui ကိုဒီနေ့ရော Enzo Maresca ကပွဲထွက်စေခဲ့တယ်ပေါ့ဆိုဒီနေ့ပွဲရဲ့ result ကပထမပိုင်းမှာ4-1 လောက်အနေထားအထိကိုပြတ်ခဲ့တယ်ပေါ့နော်ကျွန်တော်ပထမဆုံးကိုပွဲစပြီးတော့18မိနစ်လောက်မှာကျွန်တော်တို့ရဲ့တိုက်စစ်မှု McGui ကတွင်းယူပေးခဲ့တယ်ပြီးတော့မကြာဘူး Caicedo ကဒုတိယဂိုးကိုထပ်မံတွင်းယူခဲ့တယ် Ajax အသင်းက penalty တကူပြန်ရတယ်အဲ့ penalty ကဘယ်လိုဖြစ်လဲဆိုတော့ Angus Dawson ကသွားပြီးတော့ခြေထောက်ကိုနင်းလိုက်မိတဲ့အတွက် Ajax အသင်းက penalty တကူရတယ်ပေါ့နော်ပွဲဆက်စချင်း15မိနစ်မှာပဲ Ajax အသင်းက Bonano တွေကိုဖောင်းလိုက်တဲ့အနေထားတစ်ခုမှာကျွန်တော် VAR ကြည့်ပြီးအနီးကပ်ပြလိုက်တဲ့အဲဟိုပွဲကပြီးသွားတဲ့လောက်ရှိတယ်ပေါ့နော်ဒါ Chelsea အသင်းကတယောက်အတာနဲ့ Stamford Bridge ကွင်းမှာကန်ရတဲ့အနေထားတစ်ခုမှာဒါတကယ်ကိုတက်တောင့်တက်တာဖြစ်နေတယ်ပေါ့နော်ပြီးတော့မကြောက် Chelsea အသင်းက Enzo Fernandez နဲ့ Estevao တို့က penalty ကနေပြီးတကိုးစီတွင်းပြီးတော့ပထမပိုင်းအပြီးမှာ Chelsea အသင်းက4 goal တကိုးနဲ့ပြပြတတ်တာကိုနိုင်ရရှိသွားတဲ့အနေထားတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းစတဲ့အချိန်မှာ Enzo Maresca ကဒီတော့ကစားသမားအချို့အနာပေးပြီးတော့လူငယ်ကစားသမားတွေထက် level 3ဖို့အတွက်ကိုသူပြင်ဆင်လာခဲ့တယ်အဲ့လိုနဲ့ဒုတိယပိုင်းဆက်စချင်းမှာ Enzo Maresca က Tyron George, Andre Santos, Chalobah ပေါ့နော်ဒီ3ယောက်ကိုတခါတည်းထည့်တယ်ထည့်ပြီးမကြောက်ဘူးပွဲစားပြီး2မိနစ်3မိနစ်ပဲရှိသေးတယ် Tyron George က9 goal မြောက်ဦးဆောင်ကိုတွင်းယူပြီး Chelsea က 5-1 ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာ Chelsea ကအရင်တင်မကန်တော့ဘူးတော့ 5-1 လည်းဖြစ်နေပြီဆိုတော့ပွဲကိုထိန်းပြီးတော့ပဲဆော့သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ပိုင်းမှာတော့ဒီ chance လေးရလေတော့ရှိတာပေါ့ကျွန်တော်ဆိုတော့ Asibayo လမ်းကန်တဲ့လုံးနေပါဆိုရင်ဘယ်မှာပုတ်သွားတာမျိုးတော့ရှိတယ်ဒါပေမဲ့ Chelsea ကအရင်ရောအားထက်ကန်တာမျိုးမတွေ့ရတော့ဘဲနဲ့လူငယ်ကစားသမားချို့လဲသုံးသွားပြီးတော့ AACC ပဲဆော့သွားတယ်ပေါ့နော်ဒီနေ့ကတော့ဘောက်ဆို9 goal တကူလည်းပြတ်နေပြီတယောက်လည်းအတားရနေပြီဆိုတော့ပြင်မခံတော့ဘောနောက်2ရက်နေလို့ရှိရင် Chelsea က Sunderland အသင်းနဲ့ကန်ဖို့ရှိတာဆိုတော့ကစားသမားတွေကိုသူက rotation လုပ်ပြီးတော့သုံးသွားတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာ highlight လုပ်စရာအချက်အချို့ဆိုလို့ရှိရင် Chelsea အသင်းရတဲ့9 goal မှာ3 goal ကလူငယ်ကစားသမားလေးတွေတွင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲပထမဆုံး goal တွင်းတဲ့ McGui ဆိုလို့ရှိရင်သူကတွင်းပြီးချင်းမှာပေါ့နော်ဆိုတော့ Chelsea အသင်းရဲ့တမိုင်းတစ်ချောက် Champions League မှာအသက်ငယ်ဆုံး goal တွင်းတဲ့ကစားသမားဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့မကြောက်33မိနစ်လောက်ပဲကြာသေးတယ်ကျွန်တော်တို့ Estevao က penalty ကနေပြီးတော့ goal တွင်းသွားတယ်ပေါ့နော်ဆိုတော့ Estevao က McGui တက်ကိုတစ်နှစ်ငယ်တယ်ဆိုတော့ McGui က19နဲ့ Estevao က18နှစ်ဆိုတော့ Chelsea အသင်းရဲ့ Champions League တမိုင်းမှာအသက်ငယ်ဆုံး goal တွင်းတဲ့ကစားသမားဖြစ်သွားတယ်ပေါ့နော်ဆိုတော့ Estevao က Chelsea အသင်းရဲ့တမိုင်းတစ်လျှောက်ပေါ့နော်ဒီ Champions League မှာအသက်ငယ်ဆုံး goal တွင်းတဲ့ကစားသမားဖြစ်မှတ်တမ်းဝင်သွားတယ်ပေါ့နော်ဆိုတော့ဒီပိုင်းစတော့လဲ Tyron George ကတကိုးတက်တွင်းနေ Tyron George ကလည်း19နှစ်ပဲရှိသေးတာပေါ့နော်နောက်တစ်ခုကကျတော့ဒီနေ့ Enzo Maresca လူစားလဲလိုက်တဲ့လူငယ်ကစားသမားလေး Reggie ဆိုလို့ရှိရင်လည်းအသက်က18နှစ်ပဲရှိသေးတာဆိုတော့ Chelsea အသင်းသွားခြင်းနဲ့ကျွန်တော်ပုံစံမျိုးကျွန်တော်မြင်နေရတယ်ပေါ့နော်ကျွန်တော်လူငယ်ကစားသမားတွေကိုကျွန်တော်နေရာပေးလာမျိုးတွေလူငယ်ကစားသမားတွေနဲ့ကျွန်တော်တီဆောက်မဲ့ပုံစံမျိုးတွေပေါ့နော်ကျွန်တော်ဒီနေ့သုံးသွားတဲ့ကစားသမားတွေဆိုရင်ဒါအသက်အားဖြင့်ကြည့်ရင်တကယ်ကိုငယ်သေးတယ်ဆိုတော့ Chelsea ရဲ့ဒီနေ့သုံးသွားတဲ့ line up မှာဆိုရင်တော့မှတကယ်ကိုလူငယ်ကစားသမားတွေပဲပေါ့နော်ကျွန်တော် Gittens တို့ Estevao တို့ Gui တို့ကျွန်တော်အသက်ကြီးတယ်ဆိုတဲ့ကစားသမားကိုသွားကြည့်ရင်တော့မှ Enzo Fernandez လိုမျိုး24နှစ်တို့ Caicedo လို23နှစ်တို့ Jordan Sancho လည်း23နှစ်လောက်ပဲရှိမယ်နောက်ပြီးကြတော့အသက်အကြီးဆုံးဆိုလို့ရှိရင်တော့ကျွန်တော် Angus Dawson ရှိမယ် Angus Dawson တော့မှ28နှစ်ပဲရှိသေးတယ်ဆိုတော့ Chelsea ရဲ့ squad တစ်ခုလုံးကိုကြည့်မယ်ဆိုတော့ဒါတကယ်ကိုငယ်ရွယ်ပြီးတော့ဒါနောက်5နှစ်ဒါမှမဟုတ်10နှစ်လောက်အထိဒီကစားသမားတွေကကောင်းကောင်းဝင်တာအသင်းအတွက်ဆော့ပေးနိုင်တဲ့အနေအထားတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ Chelsea အသင်းကဒါဒီနေ့ပွဲမှာလူငယ်ကစားသမားလေးတွေလည်းသုံးသွားတယ်ကျွန်တော် Reece James တို့ Cucurella တို့ Pedro Neto တို့ Joao Pedro တို့ဒီလိုကစားသမားတွေကိုလည်းကျွန်တော်အနာပေးနိုင်ခဲ့တယ်ဆိုတော့ Sunderland နဲ့ပွဲမှာဒီကစားသမားတွေက energy အပြည့်နဲ့ပြန်ပြီးတော့ကစားနိုင်ပါမယ်ပေါ့နော်ဒါ Enzo Maresca ရဲ့ squad rotations တွေနောက်ပြီးတော့ဒီ player တွေကိုသူ injury team မှာဆိုလို့သူနာပြီးတော့ထိန်းသုံးတဲ့ပုံစံမျိုးတွေအဲ့ဒါတကယ်ကိုရေးရှိမှဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ Reece James တုန်းကဆိုရင်အရင် manager တွေကတန်းတက်လာနဲ့တခါရဲတန်းသုံးတော့ကစားသမားပို့ဆိုးတဲ့အချိန်မျိုးဖြစ်သွားတာပေါ့အဲ့ဒါကို Enzo Maresca လက်ထက်မှာဆိုရင်တော့ Reece James ကိုသူထိန်းပြီးသုံးသွားတာတွေ့ရတယ်ဆိုတော့တချို့ပွဲတွေဆိုရင်တော့သူပထမပိုင်းပဲသုံးသွားတယ်ဒုတိယပိုင်း60လောက်ဆိုသူထုတ်တယ်တချို့ပွဲတွေဆိုပထမပိုင်းကသူလုံးဝမထည့်ပါဘူးဒုတိယပိုင်းမှာသူထည့်သွားတာရှိတယ်ဆိုတော့အနည်းဆက်ဆုံးဆိုလို့ရှိရင် Conference League Final မှာဆိုရင်တော့မှ Enzo Maresca က Reece James ကိုဒုတိယပိုင်း45မိနစ်မှာထည့်သုံးပြီးဖလားယူသွားတဲ့တာရကကြီးလည်းရှိတာပေါ့နော်ဆိုတော့ကျွန်တော် Reece James ကိုကျွန်တော်အခုပြန်မြင်နေရဒီက energy အပြည့်နဲ့ဆိုတော့ကျွန်တော်အားရတယ်ဆိုတော့ကိုဘက်မောက်လည်းကျွန်တော်ဒီ
ဒီဇင်ဘာကျရင်အဲ့လိုပဲ energy အပြည့်နဲ့မြင်ကျင်နေပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဘာလို့လဲဆိုတော့အများကြီးလည်းပြောစရာမရှိဘူးကျွန်တော်9 goal နဲ့တောင်းတတာနဲ့ကျွန်တော် Champions League ညချမ်းလေးကိုကောင်းကောင်းမွန်မွန်နဲ့ဖျက်ကျော်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့နောက်ပွဲဆန်နလန်အတင်းနဲ့ပွဲရလဲကစားသမားတွေအိမ်ဝန်းမှာပဲရှင်ပြန်ရမှာဆိုတော့ခီးပန်းနာမျိုးတွေပဲမရှိဘူးဆိုတော့အတင်းအတွက်ပို့ပြီးကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဆန်နလန်နဲ့ပွဲပြီးမှပဲကျွန်တော်ပြန်ကြည့်ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်